လူကျုံတို့ခမရဘဝမှာအောင်မြင်ခြင်းရင်လူတွေကြိုက်တာကိုကြီးပဲလိုက်မလုပ်ပါနဲ့ကိုကြိုက်တာကိုကိုအရင်လုပ်ပါကိုကြိုက်တာကိုကိုလုပ်ပြီးမှအဲ့ဒီအရာကိုလူတွေကြိုက်အောင်လုပ်ပါလူတော်တော်များများစစူးစမ်းတာနဲ့လူတွေကြိုက်အောင်ပဲလိုက်လုပ်နေတာနဲ့ကိုယ့်ရဲ့တန်ဖိုးထားမှုနဲ့တဖြည်းဖြည်းဝေးကွာလာတတ်တယ်ကိုကြိုက်တာကိုကိုလုပ်ပါပြီးမှအဲ့ဒီအရာကိုလူတွေကြိုက်အောင်လုပ်ပါလူချင်းမတို့လူတိုင်းမကြိုက်နိုင်ဒါကိုတော့သတိပြုဖို့လိုတယ်လူတိုင်းဆိုရင်လူတိုင်းကြိုက်အောင်လုပ်မယ်ဆိုတဲ့စကားကတော်တော်ဆိုးတယ်နော်လူတိုင်းမကြိုက်နဲ့ကဘာပေါ်မှာလူတိုင်းကြိုက်တဲ့ brand ဆိုတာရှိကိုမရှိဘူးဘလောက်ပဲကဘာကျော်တဲ့ brand ဖြစ်ဖြစ်အဲ့ဒီ brand ကိုမကြိုက်တဲ့သူကရှိကိုကဘာပေါ်မှာလူတိုင်းအားပေးတဲ့ဘောလုံးအသင်းဆိုတာရှိကိုမရှိဘူးဘလောက်ပဲဒီကဘာလုံးကအားပေးပါတယ်ဆိုတဲ့ဘောလုံးအသင်းရှိပြီးအဲ့ဒီအသင်းကိုအားမပေးတဲ့သူကရှိကိုရှိတယ်ဒါကြောင့်အဓိကကကိုယ့်ရဲ့အများနဲ့မတူတမူထူးခြားမှုကိုတန်ဖိုးထားတဲ့ right group မှန်ကန်တဲ့အဖွဲ့ကိုမှန်ကန်ဒီ group ကိုဟိုကဆက်သွယ်ဆောင်ရွက်နိုင်ရင်လူချင်းမင်းရဲ့အောင်မြင်မှုကိုရရှိမှာဖြစ်တယ်။ကိုယ့်ရဲ့အများနဲ့မတူတမူထူးခြားမှုကိုတန်ဖိုးမထားတဲ့သူတွေကိုတွားပြီးတော့ကျွန်တော်တို့ဆက်သွယ်ဆောင်ရွက်ရင်လူချင်းတို့အောင်မြင်မှာမဟုတ်ဘူး။ဒါကြောင့်ကိုယ့်ရဲ့တမူထူးခြားမှုကိုတန်ဖိုးထားတဲ့သူတွေကိုမှန်ကန်ဆက်သွယ်ဆောင်ရွက်ပြီးတော့အောင်မြင်မှုတွေကိုအခုပဲတိစောက်ဖို့အတွက်ချစ်ခင်စွာဖြင့်တိုက်တွန်းလိုက်ပါတယ်။ We must work together. We must build our nation.